၄မတန်ဆွမ်းသူများကိုအလုပ်အကင်ခံထားပေးသောအဖွဲ့အစည်းများကုမ္ပဏီများနှင့်ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များသည်သတ်မှတ်ထားသောဝေပုံကျနှုန်းထားရေးအတွက်ထပ်ပို၍မတန်ဆွမ်းသူများကိုအလုပ်ခံထားပေးပါကပို၍ခံထားသောမတန်ဆွမ်းသူဦးရေလိုက်အခွန်ရော့ပေါ်ခွင့်ရှိစေရန်၅မတန်ဆွမ်းသူများကိုယ်တိုင်တည်ထောင်ထားသည့်စီးပွားရေးလုပ်ငန်းများရင်းတို့ကိုယ်တိုင်ထုတ်လုပ်သည့်ကုန်ပစ္စည်းများအတွက်အခွန်ကင်းလွတ်ခွင့်သို့မဟုတ်သက်သာခွင့်များရရှိစေရန်36အလုပ်ရှင်သည်ကာကြီးမတန်ဆွမ်းသူများအလုပ်ကိုင်ခွင့်ရေးရရှိစေရေးနှင့်ဆက်လင်း၍အမျိုးသားကော်မတီကချမှတ်သောမူဝါဒနှင့်စီမံချက်များကိုလိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ရမည်ခခွေအလုပ်ခံနာရာတွင်အလုပ်ကိုင်မျိုးစားလိုက်အလုပ်လုပ်ကိုင်နိုင်စွမ်းရှိသောမတန်ဆွမ်းသူများကိုတင့်လျော်သောအလုပ်တွင်အမျိုးသားကော်မတီမှသတ်မှတ်ထားသောဝေပုံကျနှုန်းထားအရေးအတွက်အတိုင်းခံနာရမည်။ကငယ်ပုံမှန်ခွဲခါခွေရအလုပ်ခံနာရာတွင်ဦးစီးဌာနနှင့်သက်ဆိုင်ရာမြို့နယ်အလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေးရုံးများတွင်မှတ်ပုံတင်ထားသည့်မတန်ဆွမ်းသူများကိုရွေးချယ်ခန့်ထားရမည်။ကာကြီးမတန်ဆွမ်းသူများအားအလုပ်ခံနာရာတွင်အလုပ်လုပ်ကိုင်နိုင်စွမ်းရရှိမှုပေါ်မူတည်၍လူတွေ့စစ်ဆေးခန့်ထားရေးလောက်ခလာစာနှင့်အလုပ်သမားအခွင့်အရေးများတန်းတူခန်းစားခွင့်ရရှိရေးယာတူတိုးမြင့်ရေးအလုပ်ခွင့်တည်မြဲရေးအခမဲ့အသက်မွေးဝမ်းကြောင်းပညာများလေ့ကျင့်သင်ကြားခွင့်ရရှိရေးအပါအဝင်မတန်ဆွမ်းသူများနှင့်တင့်လျော်သည့်အစီအစဉ်များဆောင်ရွက်ပေးရမည်၅ပုံမှန်ခွဲခါခွေရသတ်မှတ်ထားသောဝေပုံကျနှုန်းထားရေးအတွက်အတိုင်းအလုတ်ခံနာခြင်းမပြုနိုင်လျင်ဖြစ်စေအလုတ်ခံနာရန်အခြေအနေမပေးလျင်သို့မဟုတ်အခွင့်အလမ်းမရှိလျင်ဖြစ်စေမတန်ဆွမ်းသူများ၏အခွင့်အရေးများဆိုင်ရာရန်ပုံငွေသို့မဟုတ်သတ်မှတ်ထားသောငွေပမာဏကိုဝေပုံကျနှုန်းထားရေးအတွက်တိုင်းပေးသွင်းရမည်စလုံးပုံမှန်ခွဲခါခွေရအလုတ်ခန့်အပ်ထားသောမတန်ဆွမ်းအလုတ်သမားသို့မဟုတ်ဝန်ထမ်းဥယျာဉ်စရင်ကို၎င်းအလုတ်ခန့်နာရန်ရှိသောလက်လက်သည့်အလုတ်ကိုင်စရင်ကို၎င်းဦးစီးဌာနနှင့်သက်ဆိုင်ရာမြို့နယ်အလုတ်အကိုင်နှင့်အလုတ်သမားရှာဖွေရေးရုံးများသို့ပေးပို့ရမည်